ရောင်နေမြန်မာပြည်မှာနေရလဲစိတ်ကြီးလက်ချမ်းသာပါတယ်ကြားရတဲ့သတင်းတွေကလည်းစိတ်ချမ်းသာတယ်9ရက်နေပေါ့ကွာဒီနေ့9ရက်နေ9လပိုင်း2025ပေါ့ထားပါငါပြောပါဦးပဲမင်းတို့အနုပညာသမားချင်းဘာလို့ခွက်သောင်းနေခုန်နေကြတာလဲလို့ဟိုသမင်ရှေးကြီးထားတယ်ပေါ့ဒီလိုသမင်ရှေးကြီးထားတဲ့ကောင်ကဟိုဒွေးကလေးနဲ့တီးနေတဲ့ဆိုင်ကိုသွားပြီးတော့ကျွန်တော်တီးပြမယ်ဟာအမထားပါတော့အမေအနုပညာသမားချင်းအဲ့လိုလိုလဲပတ်စံလေးတရက်မှာ4-5တောင်းနဲ့မင်းကားကနေပြန်လာတော့ဘယ်လောက်ကြံလို့လဲငါဆိုရင်ကွာဝင်းလင်းပြောပြမယ်သူတငယ်ချင်းတွေငါတငယ်ချင်းတွေပတ်စံရှိတဲ့ဘောစီတွေရှိတယ်သူတို့တမောကပြန်လာတယ်အကျော်မင်းခံရေးငါတို့ဘယ်ဆိုင်သွားမယ်တီဝိုင်းရှိတယ်တခါမှမလိုက်လိုက်ရင်တော့အတီဝိုင်းကိုကြောက်ခိုင်းမိနေတာမြင်မှုတဲ့တငယ်ချင်းတွေရှိတယ်မယုံရင်မေးကြည့်ဒါမဲ့ကြောက်ခိုင်းနေတာဘာလို့နေတာလဲဆိုတော့ဟိုကိုရောက်လာရင်ဩတက်တီးပါကိုမတီးဒီနားလေးတွေတီးနေတာလူမင်းသားမှငါနဲ့ရမ်းခင်တဲ့အကူတွေရှိတယ်ကျော်မင်းကလာခဲ့ငါတရက်တိုက်မယ်မင်းကငါတိုက်ဟာမလာဘူးခုနဲ့ကျွန်တော်လည်းခင်တယ်ရတယ်ဒီလက်မီလက်ဖေးဆိုင်ကြိုက်လဲရတယ်အခုဆိုင်ကျွန်တော်လာတော့မှကျွန်တော်တောက်ရတာမို့ဒီတိုင်းနေလည်းငတ်တယ်မဟုတ်ဘူးအဲ့လိုမျိုးရှိတာအဲ့သူများဆိုင်ကိုသွားပြီးတော့ပတ်စံလေး1000လောက်ပို့ရတယ်သွားခုတ်တဲ့ကောင်ငါပြောမတီးတော့လဲဘာမှမဟုတ်အဲ့လိုကောင်တွေတက်ကိုရှိတာတီးတော့လဲဒိုမီဆိုလာလောက်တီးတာမင်းရေတော့မပါဘူးဖာလည်းမပါဘူးအဲ့ကောင်တွေဒိုမီဆိုလာလောက်တီးတဲ့ကောင်တွေမင်းတီလည်းမပါဘူးဒန်ယာတွန်းနေတော့အပတ်လဲအောင်မတီးတဲ့ကောင်တွေကသပင်းတွေဖားလားတွေချမင်းဂီတာကိုသွားတွေနဲ့ကြိုက်နှုတ်သီးတွေနဲ့ထိုးချိုးတွေနဲ့သွေးခွာတွေကုတ်လိုက်ရှာနဲ့ရက်လိုက်အမီးနဲ့ရိုက်လိုက်ဘာလဲအဲ့ဒါကိုအပေးနေတာလဲငါတို့တိုင်းပြည်မှာတတ်ကိုရှိတာရောက်နေရေမြို့ထပ်ပြောမယ်ကွာဂီတာကိုရှာနဲ့ရက်လိုက်ခွာနဲ့ကုတ်လိုက်မင်းဂျိုးနဲ့သွေးလိုက်မင်းပခုံးမောက်တင်ပြီးနှုတ်သီးနဲ့ကြိုက်လိုက်ပြီးရင်မင်းဂီတာကြီးအောက်ချပြီးအမီးနဲ့ရိုက်လိုက်အဲ့လိုကောင်တွေတတ်ကိုရှိတာဘာမှနားမလဲတဲ့ပရိသတ်ကိုဗယံမတာလှုပ်ပြီးတော့အပိနေတဲ့ကောင်တွေတက်ကိုရှိတာလို့ပြောလဲပြောချင်တယ်ပြောလဲမပြောချင်ဘူးဒါပေမဲ့ပြောပြီးသွားပြီဆိုတော့ပြောလက်စပဲအနာရှိတဲ့ကောင်စက်ပါကွာမကျင်နဲ့လဲလီးပဲဒါပေမဲ့ငါပြောတာကမင်းဂျိုနဲ့ပဲတွေ့ခွာနဲ့ပဲကိုရှာနဲ့ပဲရက်မင်းနှုတ်သီးနဲ့ပဲကအမီးနဲ့ပဲရိုက်သူများထမင်းအိုးတော့လိုက်မခွဲပါနဲ့မင်းလည်းမင်းနာမည်နဲ့မင်းနေတာပဲမလားမင်းကမင်းဘာဆိုရင်သူများက9000နဲ့တီးတယ်မင်း6000ရလို့ပတ်စံနေ1000ပို့ရလို့အဲ့9000နဲ့တီးတယ်လို့အလုပ်ပြုတ်သွားရင်မင်းဘဝအတွက်တော်တော်ကောင်းစားသွားပြီလားငါမေးတာလူပိသားဆံမှာဟမ်လူပိသားဆံမှာလူဟာမွေးထားတာဖြစ်ရင်လူပိသားအနာရှိတဲ့ကောင်စက်မအေးလို့ဘယ်မအေးလို့ပြီးလီးပဲငါမကျင်နဲ့လေလီးပဲတခါလည်းပြောတာကျင်နဲ့လေလီးပဲဒါတစ်တော့တင်ရမရတော့မသိငါတော့တင်ကြည့်လိုက်ပါပဲငါပြောတာကသူများတမယုတ်တုံးနဲ့မခွဲပါနဲ့မင်းမင်းရှာနဲ့ရက်နှုတ်သီးနဲ့ထိုးအမီးနဲ့ရက်ခွာနဲ့ကိုဂျိုနဲ့သွေးဂီတာလို့တီးပါမင်းတလိษံလို့တီးလေကွာတီးကွာမင်းလုတ်ပိုင်ခွင်ထဲမှာမင်းတီးမင်းလုတ်ပိုင်ခွင်ထဲမှာမင်းတီးသူများလုတ်ပိုင်ခွင်တွေတော့လိုက်ပြီးတော့မလုတ်ပါနဲ့တချို့ဆိုနေရတက်လာတဲ့အိမ်လေးငားပြီးနေရတာတချို့ဆိုတကယ်ကိုပြောတာနေရတက်လာတဲ့မိသားစုနဲ့အိမ်လေးငားပြီးနေရတယ်သူတချို့ဆိုအဆောင်လေးတွေငားပြီးနေရတယ်အဲ့လိုလူတွေအတွက်တော့ကိုရင်းစာတရားတွေတော့ထားပါလူဆိုရင်လူလိုစိတ်ဓာတ်ထားပါမင်းဂျိုနဲ့တွေ့ခွာနဲ့ကိုရှာနဲ့ရက်နှုတ်သီးနဲ့ကြိုက်ကွာအမီးနဲ့ရိုက်ကွာသူများထမင်းဟိုတော့မခွဲမိပါသေးနဲ့လို့ပတ်စံ1000မဖို့ရလို့မင်းဘဝမှာမပြောင်းအောင်သွားဘူးရောက်မင်းဝတ်ထားတဲ့အဝတ်စားကိုငါကြည့်လိုက်တဲ့မင်းအပေါ်အော့ပေါင်းလို့9000မပြည့်ဘူးရှင်းလားဟဲ့မင်း liquid blue တော့မင်းကောင်းသိတဲ့ကောင်မဟုတ်ဘူးမင်း evolution လည်းသိတဲ့ကောင်မဟုတ်ဘူး X-Men culture လည်းမင်းသိတဲ့ကောင်မဟုတ်ဘူး American fighter လည်းမင်းဝတ်ဖူးတဲ့ကောင်မဟုတ်ဘူးဒေါက်တာမာရင်အောင်သူများလက်ဆောင်ပေးမှမင်းဝတ်ဖူးတဲ့ကောင်မလုံနဲ့အဲ့လိုမျိုးတွေမလုံပါနဲ့နုပညာသမားချင်းပေါ့ဒါကျွန်တော်ဂျားတွေကတောင်းပန်တာပါโอเคအဲ့ဒါဆိုဒါပဲအနာရှင်းစက်ဟာကိတ်ညော